တရုတ်ကားကြီးလည်းမစီးချင်ဘူး JDM ကားကြီးလည်းမစီးချင်ဘူးဆိုရင်ဘာကားစီးမလဲခုနမေးခွန်းတွေကျွန်တော်မှအဖြေရှိပါတယ်တရုတ်ကားလည်းမစီးချင်ဘူး JDM ကားကြီးလည်းမစီးချင်ဘူးဆိုတဲ့ customer တွေအတွက်ပေါ့နော်ကျွန်တော်စီမှာbrand name နဲ့ကောင်းတယ်စီစားသက်သာတဲ့ဒီဇယ်လည်းဖြစ်တယ်ခုံသုံးနှန်းအမျိုးခုံသုံးနှန်းလည်းပါတယ်ကားနှစ်စီးရှိပါတယ်အဲ့ဒါဘာကားလဲဆိုတော့ Hyundai Santa Fe 2014 model ရယ်ကျွန်တော် Chevrolet Captiva 2016 model ပါဒီကားနှစ်စီးလုံးက0 kilo brand new နဲ့အသစ်ဆက်ဆက်သွင်းလာတဲ့ကားတွေဖြစ်ပါတယ်နှစ်စီးလုံးကအောက်ပိုင်းမြင့်မြင့် SUV တိုက်တွေပါနှစ်စီးလုံးခုံသုံးနှန်းဖြစ်မယ် diesel engine နဲ့ဖြစ်ပါမယ်ဒီ Hyundai Santa Fe ဆိုရင်ကျွန်တော်တို့ 2.2 CRDI diesel engine ပါဒီကောင်ဆိုရင်2.0 diesel engine နဲ့ပေါ့နော်ကျွန်တော်ဒီနှစ်စီးတွေက Hyundai Santa Fe ကိုပထမဆုံးစပြပေးပါမယ်Hyundai Santa Fe မှာကျွန်တော်တို့ဒီ driver က C motor ပါမယ်ပြီးရင် passenger အတွက်လည်း C motor ပါမယ် C motor ပြောမှာ driver အတွက်ဆိုရင်ကျွန်တော် C memory လည်းပါမယ် driver ထိုင်ကုန်ရော passenger ထိုင်ကုန်အတွက်ကိုထိုင်ကုန်အပူပေးစနစ်တွေပါသွားပါမယ်ပြီးရင် brake ကကျွန်တော်တို့ electric brake auto hold ပါသွားမယ်ဒီ drive mode မှာဆိုရင်လည်းကျွန်တော်တို့ဒီဘက်မှာ plus or minus နဲ့ auto menu ပဲမောင်းလို့ရပါမယ် drive mode ဆိုရင်လည်းကျွန်တော်တို့ဒီမှာ၃မျိုးချိန်ပြီးမောင်းလို့ရပါတယ် normal ရယ် sport ရယ်ကျွန်တော် comfort ရယ်ဆိုပြီး၃မျိုးချိန်ပြီးမောင်းလို့ရပါမယ်ပြီးရင် cruise control လည်းပါပါမယ်ကျန်တာလေးကတော့ CRI volume auto short နဲ့ဒီ next လုပ်တဲ့ဟာလေးတွေပါ original TV digital aircon နဲ့ဖြစ်သွားပါမယ် Hyundai Santa Fe မှာကျွန်တော်တို့လေအတွင်းကအားလုံးထိုင်ကုန်အားလုံးလေသာနဲ့လာတယ်ပေါ့နော်လေသာနဲ့လာတဲ့အပြင်မှာထိုင်ကုန်အယောင်ကလေသာအမဲနဲ့လာတာရှိတယ်လေသာအသားအယောင်နဲ့လာတာရှိတယ်ကျွန်တော်ဒီမှာရှိတာကတော့လေသာအသားအယောင်နဲ့လာတယ်ပြီးတော့သူ့စီမှာ aircon ပေါ့နော် aircon ကိုအများအပြားဆိုရင်ဒီလိုအလေကလာတယ်သူက round aircon ကိုခုံတန်းစီမှာကို aircon ဟိုဟာ shutter လေးပါတယ်ဒီကောင်ဆိုရင်ဒီအတွက်ကိုဒီမှာပါသွားမယ်ဒီတိုင်လေးမှာ aircon shutter ပေါက်ပါသွားမယ်လေအတိုး short လုပ်လို့ရမယ်ပြီးရင်သူကနောက်ခန်းမှာတို့လည်းဒီလိုလိုက်ကပါသွားမယ်ဒီလိုလိုက်ကလေးကိုဒီလိုတင်ချလုပ်လို့ရပါမယ်နောက်ခန်းရဲ့ round aircon တွေကကြတော့ဒီမှာဒီကနေလေဒီ fan ကိုcontrol လုပ်လို့ရပါမယ်ပြီးရင်ဒါခုံတွေကိုခောက်ထားလို့သူရဲ့နောက်ခန်း cargo space ဒီခုံတွေကိုထောင်ပြီးတော့ဆိုရင်ခုံသုံးနဲ့ဖြစ်သွားမယ်ကျွန်တော်ထောင်ပြပေးမယ် plastic တွေအောင်မခွာသေးဘူးเนาะဒီကားလုံးလေးဆိုတာဒုတိယတစ်စီးဖြစ်တဲ့ Chevrolet Captiva 2016 model မှာလည်းဘာတွေဘယ်လိုပါလဲဆိုတာကျွန်တော်နဲ့အတူလိုက်ကြည့်ပေးပါဦး Captiva မှာလည်းခုံသုံးနှန်းကိုသူကဒီလိုလာပါတယ်ဒီကနောက်ခန်း cargo space ပါခုံလေးတွေခောက်ထားရင်သူရဲ့နောက်ခန်း cargo space ကကျယ်ပါတယ်ဒါလေးကိုဆွဲလိုက်မယ်ဆိုရင်တော့နောက်တစ်တန်းကိုကြဲလွန်းထိုင်လို့ရပါမယ်Captiva မှာသူက smart key နဲ့လာပါတယ်ဒါပေမဲ့သူကတော့ poster မဟုတ်ပါဘူးဒီလိုလေးလှည့်ရတာပါဒါဆိုရင် no ပါပြီဒါကတော့သူ့ရဲ့ original TV ပါ Captiva ရဲ့ထိုင်ကုန်အားလုံးကိုလည်း leather အဖြူပဲအသုံးပြုပေးထားပါတယ်ဒါကသူ့ရဲ့ original ထိုင်ကုန်စုပ်လေးပေါ့နော်ထိုင်ကုန်စုပ်ကလည်းအဖြူပဲသုံးပေးထားပါတယ်ပြီးရင်တော့သူ့ရဲ့ဒီ CRI volume control တွေပါမယ် TV ကိုအသုံးပြုတဲ့ CRI volume control ဖုန်းဖြည့်လို့ရတဲ့ဟာလေးတွေပါပါမယ် cruise control လည်းပါပါမယ်ဒါလေးတွေကတော့ရိုးရှင်းပါတယ်အတွင်းကရိုးရှင်းလေးနေပေါ့နော်ဒါလေးကတော့သူ့ရဲ့ electric parking brake ပါသူကလည်းကျွန်တော်တို့ auto manual နှစ်မျိုးမောင်းလို့ရပါတယ်ဒီဘက်ကိုရွှေ့လိုက်ရင်ကျွန်တော် manual မှုပါဒီမှာ plus or minus လေးပေါ့အရှိကိုတိုးလိုက်ရင် plus နောက်ကိုဆိုးလိုက်ရင် minus ပေါ့နော်ပုံမှန်ဆိုရင်တော့ D ထိုးပြီးမောင်းရုံပါပဲဒီနှစ်စီးလုံးရဲ့ဈေးနှုန်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒီ Hyundai Santa Fe 2014 model ကကျွန်တော်1380ပြောထားပါတယ်ဒီကောင်လေးကတော့ Chevrolet Captiva 2016 model ကတော့ကျွန်တော်တို့1350ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်နှစ်စီးလုံးကိုကျွန်တော်တို့ဘန်ဟိုပါပေါ့နော်ဘန်ချိတ် microfinance ချိတ်ငွေချေစနစ်တွေနဲ့ငွေကြံစနစ်တွေနဲ့လည်းဝယ်ယူရရှိနိုင်ပါတယ်အလဲထက်ဆိုရင်လည်းမိတ်ဆွေတို့မှာရှိတဲ့ကားတွေနဲ့အလဲထက်လာရောက်လုပ်ယူလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Great Friendship ကမြတ်သွေးပါ